ရာရီဒီမှာသူညပါတာကကျွန်တော်ညီလေးရဲ့အိမ်မက်ပါကျေးဇူးပြုပြီးသူ့ကို heavy ပိုင်တစ်စီးပေးလိုက်ပါနော်20သူညနဲ့ heavy ပိုင်လားဟာစင်းရဲသားရီဒီငွေနဲ့တိုင်ရတော့မဝယ်နိုင်ဘူးသွားဒီနေရာကနေထွက်သွားမင်းလို့စင်းရဲသားတွေဒီမှာနေရာမရှိဘူးနောက်တစ်ခါထပ်မလာနဲ့အမေဒီနေ့ကျွန်တော်တို့ကိုစင်းရဲသားဆိုပြီးတွန်းထုတ်လိုက်ကြတယ်မဟုတ်ဘူးတနေ့တော့ငါတေချာပေါက်ချမ်းသာမယ်မင်းလို့ကိုလုံးကြီးနွားလိုလူဒီမှာအလုံးမရှိဘူးသွားအခြားနေရာမှာတောင်းစားမိုတေးဆူမိုကိုအနိုင်ရင်ကုတွေတရလားဒါကအကြီးဆုံးအခွင့်အရေးပဲကံကြမ္မာကဒီနေ့ပထမဆုံးအကြိမ်ငါးဘက်မှာရှိနေတယ်လို့ပဲတားရီမင်းဘာကြောင့်ရုတ်တရက်ဒီလောက်လေ့ကျင့်ခန်းလုပ်နေတာလဲအမေမနှက်ဖြန်မိုတေးဆူမိုနဲ့ငါဖိုက်ရမယ်ဆူတောင်းပေးပါနော်တငယ်ချင်းတို့မြန် like နဲ့ subscribe လုပ်ပြီးငါ့ကိုအားပေးကြပါငါရှုံးသွားရင်ငါအိမ်သူအိမ်သားတွေစလောင်တည်သွားနိုင်တယ်ဒီနေ့ဟာလက်ကမိုတေးဆူမိုရက်စလားကိုအနိုင်ယူပြီးစုငွေကုတွေတရကိုရရှိခဲ့ပါတယ်Hate Manager ဒီနေ့မင်းအရန်ရည်နေတာမဟုတ်လားဒီနေ့ပဲမင်းရဲ့ showroom ကိုငါဝယ်လိုက်ပြီ Hate ဒီနေ့ကစပြီးမင်းကငါရဲ့နောက်ခံအလုပ်သမားပဲမှတ်ထားပါစူးစမ်းမှုနဲ့ယုံကြည်မှုကဘယ်တော့မှမဖြုံးတီးဘူးနှလုံးသားခိုင်မာရင်လမ်းကြောင်းကအလိုလိုဖွင့်လာမယ်